နေ့ဆောင်ဖျားဖူးရင်လည်းနောက်ဆုံးတော့နေဝင်သွားပါပြီနေဝင်ချိန်ဆက်ရှုခင်းလေးကတော်တော်လေးလှတယ်ပေါ့နော်အယောင်လေးဗီဒီယိုထဲမှာထည့်ပြမှာပူတော့လှပါတယ်ဖျားကလည်းမီးထွန်းလိုက်ပြီးဆိုတော့အယောင်လေးရွှေရောင်ဝင်ပြီးတော့မှတော်သက်ပဲပေါ့နော်ဒါတော့ရွှေတင်ငယ်မချသေးဖျားဖူးပြီးတော့ဖိုက်စားလာတာနဲ့ညစားသွားစားကြပါမယ်ဒါကတော့ထမင်းဆိုင်တန်းလေးရှိရဲ့ဘက်ချမ်းစားဆင်ရတာပေါ့နော်အဲ့မှာမနက်အာရုံဆုံးကပ်ဖို့အတွက်စီထမင်းတို့အကျော်ကြီးရောင်းနေရရှိဈေးဆိုင်တန်းတွေကတော့နှစ်ဖက်လုံးအပြေးပဲပေါ့နော်ဒီဘက်ချမ်းကတော့ဖျားကိုတူးမဲ့အလူပွဲပစ္စည်းတွေကိုရောင်းနေဆိုင်တန်းတွေဖြစ်ပါတယ်ဟိုဘက်ချမ်းမှာကျတော့ဒီအမှတ်တရလက်ဆောင်ပစ္စည်းတွေဝယ်လို့ရတဲ့ဆိုင်ကြီးရှိတယ်။တို့ကရုံးပိတ်ရက်ဆိုရင်လူများမှာဆိုလို့ခြားရက်ကိုသွားတာဆိုတော့ရှင်းရှင်းလင်းလင်းနဲ့အေးသစီရှိပါတယ်။ထမင်းတစ်ခါစားဖို့တော့တော်တော်လေးကိုစင်ရတယ်ပေါ့နော်။ပိုက်စာနေတဲ့အချိန်လေးကလေးတွေကလည်းများလူကြီးတွေအတွက်ဆိုရင်တော့လည်းနည်းခက်ခဲရှိနိုင်ပါတယ်။ဟိုရင်တော့ကတော့ထမင်းဆိုင်တွေမှာထမင်းစားရဲဆိုရင်အခမဲ့ပေးသေးပါတယ်။အခုနောက်ပိုင်းတော့အဲ့လိုမရတော့ဘူးလို့တော့သိထားတယ်ပေါ့နော်။သိချတော့မပြောတတ်ပါဘူး။နောက်ဆုံးတော့ထမင်းဆိုင်ကိုရောက်ပါပြီ။အဲ့မှာထူးထူးဆန်းဆန်းရတဲ့ဒီဂျီသားတို့ဆက်သားတို့မှာစားဖြစ်တယ်ပေါ့နော်။အဲ့ထမင်းဆိုင်ကြီးကချက်တာနဲ့လက်ရတော်ကောင်းတယ်ငပိထိုးစရာလည်းရန်ကောင်းတယ်ပဲဆဆအဝါစာ100ကို1200မှာဆက်ဆံရင်လည်းတော်ကောင်းပါတယ်တိုးစရာတွေဆိုရင် refill ခဏခဏဖြည့်ပေးရပါတော့ပြီးရင်အချိုတဲစရာဖေးရသည်တို့တညက်တို့လည်းကျွေးပါသေးတယ်ဒါတော့နောက်တနေ့မနက်တဲနေရာကကျွေးရဲ့ breakfast ပါသူလည်းမဆိုးဘူးပေါ့နော်အမျိုးလေးတွေတော်တော်ဆောင်းအောင်တော့လုပ်ပေးထားတာတွေ့တယ်။ဂျာသန်ချက်တွေဖက်ရည်စီထမင်းတွေလည်းရပါတယ်။ဆက်စားပြီးတော့ဖះတစ်ခေါက်ပြန်ဝင်ဖူးပြီးတော့ဒါအောင်ပြန်ဆင်းခဲ့ပါတယ်။ဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးပါ